ဒီနေရာပဲလို့ပြောပြီးကားရက်လိုက်တဲ့အခါမိခင်ဖြစ်သူကမျက်ရည်တွေနဲ့တားရှာပါတယ်သူက9နှစ်ပဲရှိသေးတာလေးလို့ပြောပေမဲ့ဖခင်ဖြစ်သူကတော့ဂရုမစိုက်ပဲသူ့ကိုခေါ်သွားလိုက်လို့ပဲခေါင်းမာမာနဲ့ပြောနေခဲ့ပါတယ်အခြေအနေမလားတဲ့မိခင်ကလည်းကျမဘလို့ခေါ်သွားရမှာလဲကျမကိုယ်တိုင်တော့သွားစရာနေရာမရှိတာလို့ငိုယိုပြီးပြောရှာပေမဲ့လူမဆန်တဲ့ဖခင်ကတော့ဒါဆိုရင်စကားများမနေနဲ့တော့လို့အော်ငေါက်ပြီးကလေးကိုကားပေါ်ကနေအတင်းဆွဲချပါတော့တယ်ကလေးကိုကားပေါ်ကချတဲ့အချိန်မှာပဲမိခင်ဖြစ်သူခမသားလေးအတွက်စိတ်မချလုံးလို့ကလေးရဲ့အိတ်ထဲကိုပတ်စံနဲ့ငယ်အလောတကြီးထည့်ပေးရှာပါတယ်ပြီးတော့ကလေးကိုကြည့်ပြီးရွှင်ရွှင်မင်းဦးလေးအိမ်ကဒီရွာထဲမှာမင်းလန်းတည်တယ်မဟုတ်လားလို့အေးဆက်ဆက်ပြောလိုက်ပါတယ်ဘာမှမသိရှာတဲ့ကလေးငယ်ရွှင်ရွှင်လေးကမျက်ရည်တွေနဲ့ဖေဖေသားကိုဘယ်တော့ပြန်လာခေါ်မှလဲလို့မေးရှာတာပေါ့ဒါကိုဖခင်ဖြစ်သူကစိတ်မရှိတဲ့လေတံနဲ့မမေးနဲ့တော့နောက်မှပြောကြတာပေါ့ဆိုပြီးကားတကားကိုဆွဲပေးလိုက်ပါတော့တယ်ကားလေးထွက်ခွာခါနီးမှာကလေးငယ်လေးခါများမျောလင်းချက်မဲ့စွာနဲ့မေမေဖေဖေသားကိုပြစ်မသွားပါနဲ့လို့အော်ဟစ်ငိုယိုပြီးကားနောက်ကိုအတင်းလိုက်ရှာတယ်ကားပြတင်းပေါက်ကနေလှမ်းကြည့်နေတဲ့မိခင်ကလည်းရင်ခွဲမတက်ငိုကြွေးရင်သားကိုအမေပြစ်သွားတာမဟုတ်ပါဘူးအမေလည်းမတက်နိုင်လို့ပါတားရဲ့လို့စိတ်မကောင်းစွာနဲ့လမ်းအောင်ပြောရင်းဝေးကွာသွားပါတော့တယ်ရွာလမ်းဘေးမှာထိုင်ငိုနေတဲ့ရွှင်ရွှင်လေးကိုမြင်တော့ရွာသားတွေကသူ့ဦးလေးစီမှာလာပစ်ထားခဲ့တာထင်တယ်လို့ပြောရင်းအားလုံးကတနာစရာကလေးလေးပါပဲလို့စိတ်မကောင်းဖြစ်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲအဝေးကနေပြေးလာတဲ့ဦးလေးဖြစ်သူချန်ချန်ကောကရွှင်ရွှင်လို့လမ်းအော်ပြီးကလေးစီရောက်လာပါတယ်ကလေးငယ်လေးကများလည်းငိုကြီးချက်မနဲ့ဦးလေးလို့လမ်းခေါ်ရှာတာပေါ့မြေပြင်ပေါ်ကျလို့ရွှွန့်နှုံပေးနေတဲ့ပေါက်စီစုပ်လေးကိုကောက်စားနေတဲ့ကလေးကိုမြင်တော့ဦးလေးဖြစ်သူကစိတ်မကောင်းလို့မျက်ရည်ဝဲရင်းဒါရီမစားနဲ့တော့ဦးလေးအိမ်မှာထမင်းရှိတယ်လို့ပြောပြီးတားရှာပါတယ်အဲ့ဒီအခါရွှွန့်ရွှွန့်လေးကမျောလင်းချက်ပြင်းနဲ့ဦးလေးဖေဖေနဲ့မေမေသားကိုပြန်လာခေါ်ဦးမလားဟင်လို့အပြစ်ကင်းစင်စွာမေးရှာတယ်ဦးလေးဖြစ်သူဘာပြန်ပြောရမှန်းမသိပဲရင်ခွဲမတက်ခံစားနေရချိန်မှာကလေးငယ်လေးကသူ့ကိုထပ်ပြီးစွန့်ပစ်မှကြောက်လို့ဦးလေးသားကိုတခြားနေရာကိုထပ်မပို့ပါနဲ့တော့တားလိုက်မှပါမယ်လို့ငိုယိုပြီးတောင်းပန်ရှာပါတယ်ချန်ချန်ကိုလည်းကလေးကိုရင်ခွဲနဲ့ပွေ့ချရင်အရင်ဆုံးဦးလေးနဲ့အိမ်ပြန်ရအောင်လို့နှစ်သိမ့်ပြီးခေါ်သွားပါတော့တယ်အိမ်ထဲမှာကလေးမလေးကအရွက်တင်ရင်အမေဖေပြန်လာပြီးလို့ဝမ်းသာအားရလှမ်းអော်လိုက်ပါတယ်ဒါကိုအိမ်ထဲမှာဟင်းချက်နေတဲ့အမေဖြစ်သူဝန်ရှုချစ်ကစိတ်မရှိတဲ့လေတံနဲ့ပြန်လာတော့ဘာဖြစ်လဲဘာလို့អော်ဟစ်နေတာလဲလို့ပြန်ကောက်လိုက်တာပေါ့ဒါပေမဲ့လေယောက်ျားဖြစ်သူချန်ချန်ကိုကလေးတယောက်ကိုချီပြီးအိမ်ထဲဝင်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဝန်ရှုချစ်တယောက်လန့်သွားပြီးချန်ချန်ကိုရှင်ချီလာတာဘသူကလေးလဲလို့လှမ်းမေးပါတော့တယ်ချန်ချန်ကိုကလည်းချန်ကိုလျံရဲ့ကလေးပါလို့တိုးတိုးလေးပြောရှာတယ်သူမိဘတွေရောလို့ထပ်ပြီးတော့ထွက်သွားကြပြီလို့ပြန်ဖြေပါတယ်ဝန်ရှုချစ်လည်းစိတ်တူတူနဲ့ထွက်သွားကြပြီဆိုတာဘာအတိတ်ပဲလဲလို့ပြန်អော်တော့ကလေးကိုရွာထိပ်မှာထားခဲ့ကြတာလို့ချန်ချန်ကိုကအမှန်တိုင်းပြောပြလိုက်ပါတယ်အဲ့ဒီအခါကျမှဝန်ရှုချစ်လည်းအံ့ဩတုန်လှုပ်သွားပြီးသူတို့ကကလေးကိုဒီတိုင်းဆွန့်ပစ်ခဲ့ကြတာလားလူစိတ်ရောရှိကြသေးရဲ့လားလို့ကြိမ်ဆဲပါတော့တယ်ချန်ချန်ကိုကကလေးကိုတနာလုံးလို့ရှုချစ်ကျုပ်သူ့ကိုဒီတိုင်းပြစ်မထားနိုင်ဘူးလို့တောင်းပန်တိုးရှုရှာတယ်ဒါပေမဲ့ခက်ခဲလုံးနဲ့မိသားစုအခြေအနေကြောင့်ဇနီးဖြစ်သူကရှင်ကစောင့်ရှောက်မလို့လားဘယ်ကပတ်စံနဲ့စောင့်ရှောက်မှလဲငါတို့အိမ်မှာတော့စံအိုးအောက်ခြေတက်နေပြီကိုလာမယ့်စာတင်တဲ့အတွက်ရှောင်းမေးရဲ့ကျောင်းသားကစရိတ်တောင်အနိုင်နိုင်ရှာနေရတာအခုရှင်ကနောက်တစ်ယောက်ပါထပ်ခေါ်လာသေးတယ်လားလို့ရင်နာနာနဲ့ရန်တွေ့ပါတော့တယ်အဲ့ဒီချိန်မှာကလေးမလေးရှောင်းမေးကအဖေသူကသမီးတို့နဲ့အတူတူနေမှလားလို့ဝင်မေးတော့ချန်ချန်ကောကအေးပေါ်လို့ချက်ချင်းဖြေလိုက်တာမို့ဝန်ရှုချစ်ကရှင်တဘောတူတာမြန်လာကြည်လားလို့စိတ်ပြက်လက်ပြက်ရွက်ဆောင်ပြောလိုက်ပါတယ်လူကြီးတွေစကားများနေတာကိုကြည့်ပြီးကြောက်နေတဲ့ရွှွှင်ရွှွင်လေးကဝန်ရှုချစ်ကိုကြည့်ပြီးအန်တီသားမှာပတ်စံပါပါတယ်ဆိုပြီးသူ့အိတ်ထဲကပတ်စံအစုပ်လေးတွေကိုလှမ်းပေးရှာတယ်ဝန်ရှုချစ်လည်းအံ့ဩသွားပြီးဒါဘယ်ကရတာလဲလို့မေးတဲ့အခါရွှွှင်ရွှွင်လေးကမေမေပေးလိုက်တာပါတာထမင်းဖို့အတွက်လို့ဖြေရှာပါတယ်ပြီးတော့ဦးလေးဖြစ်သူချန်ချန်ကောရဲ့လက်ကိုလှမ်းဆွဲပြီးဦးလေးဒါမလောက်ဘူးလားဟင်လို့မျက်ရည်ဝဲလဲလဲနဲ့မေးရှာတာပေါ့ချန်ချန်ကောခမရရင်နှင်းသွားပြီးကလေးကိုနှစ်သိမ့်ရင်လောက်ပါတယ်လို့တုံရင်နဲ့လေတံနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါရွှွှင်ရွှွင်လေးကမျောလင်းချက်မဲ့နေတဲ့မျက်ဝန်းလေးတွေနဲ့ဒါဆိုရင်သားကိုပြစ်မထားပါနဲ့တော့လို့တောင်းပန်ရှာပါတော့တယ်ဦးလေးဖြစ်သူချန်ချန်ကောကမနှက်ဖြန်ဆိုရင်ဦးလေးအိမ်မှာပဲထမင်းစားရမယ်လို့ကောင်လေးကိုနှစ်သိမ့်ပေးလိုက်ပါတယ်အိမ်ရောက်တော့အတော်ဖြစ်သူကမိဖို့ချောင်းမှာဟင်းချက်ရင်အိမ်ဝမှာရက်နေတဲ့ကောင်လေးကိုမြင်တော့အဲ့မှာရက်ပြီးဘာလုပ်နေတာလဲမဝင်မလာပဲနဲ့လို့လှမ်းអော်ပါတယ်ကောင်လေးကလည်းကြောက်ကြောက်လန့်လန့်နဲ့အန်တီသားအလုပ်လုပ်ပေးနိုင်ပါတယ်လို့ပြောရှာတယ်ဒါကိုအတော်ဖြစ်သူကတော်ဆန်းပါမင်းလက်မောင်ကထင်းချောင်းလောက်တောင်မရှိတာဘာလုပ်နိုင်မှာလဲလို့နှာခေါင်းရှုံးလိုက်တာပေါ့ဒါပေမဲ့ကောင်လေးကစိတ်မပြတ်ပဲတားချမ်းပြင်လဲလဲတက်တယ်ထင်းလဲကောက်တတ်ပါတယ်လို့ပြောပြီးထင်းချောင်းတွေကိုလှမ်းသိမ့်ပြရှာပါတယ်ဒါကိုမြင်တော့အတော်ဖြစ်သူကကဲပါမင်းတို့ဖို့အလုပ်တွေအများကြီးရှိပါတယ်အရင်ဆုံးသွားပြီးလက်ဆေးလိုက်ဦးလို့လေတံလေးနည်းနည်းပြောင်းသွားပါတယ်ကောင်လေးကတားမညစ်ပတ်ပါဘူးလို့ညင်းတော့လက်လန်းပြဆန်းဆိုပြီးအတင်းကြည့်ပါတယ်ကောင်လေးရဲ့လက်နှစ်ဖက်လုံးရွှွန့်နှုံတွေပြေးပွားနေတာကိုမြင်တော့ဒါကိုမညစ်ပတ်ဘူးပြောတာလားမင်းကရွှွန့်နှုံပါတူတူမျိုးချမလို့လားတနေ့ရွှွန့်နှုံနဲ့ပဲလူးနေတဲ့အရေးပြားတွေတောင်စုပ်ပြတ်နေပြီးတကယ်ကိုစိတ်မအေးရဘူးလို့ပွားစီပြောရင်းရေလောင်းပြီးလက်ဆေးပေးရှာပါတယ်ပြီးတော့ဘီရိုထဲကပကံတလုံးထုတ်လိုက်တဲ့အခါသမီးဖြစ်သူကအမေဒါသမီးပကံလေးလို့လာပြောတယ်အမေကလည်းခဏမြသုံးတာဘာဖြစ်သွားမှာမို့လို့လဲလို့ပြန်ပြောတော့သမီးလေးကမပေးဘူးလို့မပြောပါဘူးဆိုပြီးစိတ်ကောက်သွားပါတယ်အတော်ဖြစ်သူကပြောင်းဖူးဆန်ပြုတ်ကိုပကံနဲ့ထည့်ပေးပြီးအိမ်မှာဆန်ကောင်းမရှိဘူးစားချင်စားမစားချင်နေလို့ကောင်လေးကိုပေးလိုက်တယ်ကောင်လေးကပကံကိုကင်ပြီးအန်ဒီတားကိုဆန်ပြုတ်တစ်ဝက်ပဲပေးလဲရပါတယ်လို့အာနာနာနဲ့ပြောတော့အတော်ဖြစ်သူကဒေါသတကြီးနဲ့ဘသူကမင်းကိုတစ်ဝက်ပဲစားခိုင်းလို့လဲငါကမင်းစီကဆန်ချွေတာမှုကိုလိုချင်နေလို့လားလို့အော်ငေါက်လိုက်ပြန်တယ်ကောင်လေးခမညာဝမ်းနေပြီးမျက်ရည်ကျလာတော့ဘာလို့ငိုနေတာလဲဆန်ပြုတ်ကငံသွားရင်ငါတာဝန်မယူဘူးနော်လို့ပြောပြီးအတော်ဖြစ်သူကဆက်ချက်နေပါတယ်ညဘက်ရောက်တော့ကောင်လေးကအိပ်ရာထဲမှာဖေမေမေလို့တိုးတိုးလေးရွရင်မျက်ရည်ကျနေတာကိုဘေးကအမဖြစ်သူကဘာလို့ငိုနေတာလဲလို့မေးတော့ကောင်လေးကတားမငိုပါဘူးလို့ချက်ချင်းမျက်ရည်တုပ်ပြီးလိန်ပြောရှာတယ်အမကလည်းနှာရည်တွေတောင်ထွက်နေပြီးကိုမငိုဘူးပြောသေးတယ်ဆိုပြီးစောင်းချုံပေးလိုက်ပါတယ်အဲ့ဒီအခါကောင်လေးကတားအိပ်ပျော်သွားတဲ့အချိန်ကျရင်တားကိုတခြားနေရာကိုထပ်ပြီးပစ်ထားခဲ့မှကြောက်လို့ပါလို့ပြောတာကိုကြားတော့အမဖြစ်သူကစိတ်မကောင်းဖြစ်သွားပြီးသူ့ကောင်းအောက်ကတခြားလုံးလေးတစ်လုံးထုတ်ပေးပါတယ်ကောင်လေးကတားမယူရဲပါဘူးလို့ညင်းတော့အမကဒါမင်းကိုငါပေးတာလို့ပြောတယ်ကောင်လေးကအံ့ဩပြီးတခြားလုံးကိုယူလို့ရတာလားလို့မေးတော့အမကငါရတယ်ဆိုရတာပဲနောက်ကျရင်ငါ့ကိုတခြားလုံးအကောင့်တစ်လုံးပြန်ပေးရမယ်လို့ချော့ပြောလိုက်ပါတယ်ကောင်လေးလည်းဝမ်းသာအားရနဲ့ဟုတ်ကဲ့လို့ပြောပြီးတခြားလုံးလေးကိုမျက်ရည်ရှက်ရည်စားပါတော့အမဖြစ်သူကလည်းငိုပဲငိုနေတယ်ငိုချက်မလေးလို့ပြောပြီးဆောင်းကိုဝိုင်းဆွဲချုံပေးရှာပါတော့တယ်အပြင်မှာနှင်းတွေအရန်ကြပြီးအေးဆက်နေတဲ့ညနေပိုင်းမှာအတော်ဖြစ်သူကအနှွေးတဲ့အင်ဂျီဟောင်းလေးတစ်ထည်ကိုကင်ပြီးကောင်လေးအိတ်နေတဲ့နေရာကိုရောက်လာပါတယ်ပြီးတော့ကောင်လေးပေါ်ကိုအနှွေးထည်ချုံပေးလိုက်တာပေါ့
ကောင်လေးကလန်နိုးလာပြီးအန်တီလို့ခေါ်တော့အတော်ဖြစ်သူကမျက်နှာလွှဲပြီးအေးနေရင်အော်မနေနဲ့ငါလည်းမကြားချင်ဘူးလို့ခက်ပြက်ပြက်ပြောပါတယ်ပြီးတော့မနှက်ဖြန်စောစောငါတို့အိမ်မှာလူပြင်းတွေကိုအလကားမကျွေးဘူးလို့ပြောပြီးအခန်းထဲကထွက်သွားပါတော့တယ်ကောင်လေးကဆောင်းအောက်ကနေခေါင်းလေးဖြူပြီးအမဲလို့သွားခေါ်တော့သမီးလေးကဘသူကမင်းမလဲလို့ပြန်ပြောတယ်ကောင်လေးကပြုံးပြီးအမသားကိုတကြားလုံးငါထားတယ်လေလို့ဆိုတော့အမဖြစ်သူကကဲပါအခုတော့ဒီလိုပဲခေါ်ထားလိုက်ဦးငါကတော့သဘောမတူသေးဘူးလို့စောင်းကြုံရင်းပြန်ပြောလိုက်ပါတယ်ကောင်လေးခမလည်းအိမ်သားတွေရဲ့ကယူနာကိုတီးသွားပြီးဝမ်းသာအားရနဲ့ပြုံးနေပါတော့တယ်နောက်ရက်တမန်ကရှန်ကာနယူးယားနေ့မှာတော့ရွာထဲကစတိုးဆိုင်ရှိမှာဂျန်ရွှေဟာနဲ့အခြားရွာသားတယောက်ထိုင်ပြီးအစိမ့်မုတ်စားရင်အတင်းပြောနေကြပါတယ်ဂျန်ရွှေဟာကဟိနေကြပြီးပြီလားလို့အစချီလိုက်တုံးပဲရှိသေးတယ်အဝေးကနေကောင်လေးရဲ့လက်ကိုဆွဲပြီးရှောက်လာတဲ့အတော်ဖြစ်သူကိုမြင်လိုက်ရတာမို့ပြောရင်းဆိုရင်ကာယကံရှင်ကြီးရောက်လာပြီလို့ဆိုပြီးကဲခက်ကြည့်နေကြပါတော့တယ်